2026-29 Premier League အဖွင့်ပွဲစတင်ပါပြီ။အမရိတ်ကွင်းကြီးထဲမှာတော့ပရိသတ်တွေရဲ့အားပါတရအော်ဟစ်တန်တွေနဲ့အတူချန်ပီယံအာဆင်နယ်အသင်းရဲ့ခရီးသစ်စတင်နေပါပြီ။တစ်ဖက်မှာတော့နှစ်ပေါင်း25နှစ်နဲ့94ရက်ကြာမှ Premier League စီပြန်လည်ချီချခွင့်ရလာတဲ့ Coventry City နီးပြ Frank Lampard ရဲ့အသင်းအတွက်တော့ဒီထက်ပိုခက်ခဲတဲ့အဖွင့်ပွဲစိန်ခေါ်မှုမရှိနိုင်တော့ပါဘူး။ပွဲစတာနဲ့တင်အာဆင်နယ်ရဲ့တစ်လွင်စာတိုက်စစ်မှုဂရိလက်ရွေးစဉ်ခရစ်စတိုစတိုလစ်ကပဲပွဲကိုလုံးဝဆုံးမှုလိုက်တာပါသူ့ရဲ့အကွက်မြင်မြင်ဖန်တီးမှုတွေရဲဝံ့တဲ့ကန်ချက်တွေက Coventry ခံစစ်ကိုစတင်ချင်းချောက်လာခဲ့ပါတယ်။တောင်ပံမှာစတိုလစ်လူယူလိုက်တဲ့ဘောလုံးကတစ်ဆင့်ကာလာဖီယိုရီရဲ့ပါနက်လာတဲ့ပေးပို့မှုအဲ့ဒီဘောလုံးကိုကိုင်ဟာဘာတက်ကငြိမ်သက်စွာပဲဒေါင်းတဲစီအေးဆေးကန်သွင်းယူသွားခဲ့ပါတယ်။ရာသီတစ်ရဲ့ပထမဆုံးဂိုးကိုအာဆင်နယ်တို့စတင်ရယူလိုက်ပါပြီ။အချိန်ရသွားတဲ့အာဆင်နယ်ရဲ့တိုက်စစ်လိုင်းလုံးကို Coventry တို့မတားဆီးနိုင်ခဲ့ပါဘူး။ဒီကလန်ရိုက်စ်ရဲ့လှပတဲ့ကွင်းလယ်ရွှေကွက်ကနေခရစ်စတိုစတိုလစ်ရဲ့မြေဆိုင်ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုပြေးဝင်လာတဲ့ဘူကာယိုဆာကာကအလုတ်ပိတ်သွင်းပြီးဒုတိယဂိုးကိုရယူပေးလိုက်ချိန်မှာတော့အမရိတ်ကွင်းကြီးတစ်ခုလုံးတောင်းဖြာအောင်ပွဲခံသွားခဲ့ကြပါတယ်။ဒုတိယပိုင်းအစမှာပဲအာဆင်နယ်တို့ပွဲကိုအပြီးသက်ဖို့ပြင်ဆင်လာခဲ့ပါတယ်။ဘင်ဝါရဲ့လှပတဲ့ပြန်ချပေးမှုကိုအသင်းကောင်းဆောင်မာတင်အိုဒီကက်ကတတိယမြောက်ဂိုးဖြစ်ပြောင်းလဲလိုက်ချိန်မှာတော့ Coventry ရဲ့မျှော်လင့်ချက်မှန်သမျှရိုက်ချိုးခံလိုက်ရပါပြီ။ပွဲသိမ်းခရာမှုလိုက်ချိန်မှာတော့အာဆင်နယ်3-2 Coventry Cityအာဆင်နယ်အသင်းကတော့ချန်ပီယံဆုကိုဆက်ထိန်ဖို့ရည်မှန်းချက်နဲ့အတူရာသီတစ်အဖွင့်ပွဲမှာတင်အကောင်းဆုံးပုံစံပြသပြီးအမှတ်ပေးစရာထိပ်ဆုံးစီအရှိန်နဲ့တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။